ကားတွေမှာလောင်စာပြီးတော့ပြီးတော့တက်သိတွေလမ်းခင်းဖို့အတွက်အသုံးပြုတဲ့ကတ်တရားတွေက fossil fuel တွေက crude oil ဆိုတဲ့အရာနဲ့ရရှိတယ်။ crude oil ကိုလုံခဲ့နှင်းသက်မှများစွာတော့က plankton ဆိုတဲ့ရေနေအနုဇီဝသတ္တဝါလေးတွေတေချေပြည့်သိမှုကနေဖြစ်ပေါ်လာတယ်။အနုဇီဝသတ္တဝါတွေကတေချေပြည့်သိပြီးတော့အခြေကျလာတဲ့အခါရွှွန့်နေအနေတွေကဖုံးလာခဲ့တယ်။အဲ့ဒီရွှွန့်အလွှာတွေရဲ့ဖိအားကဘာမြေကြီးရဲ့အပူချိန်ကြောင့်အဲ့ဒီ plankton ဆိုတဲ့သတ္တဝါလေးတွေက crude oil အဖြစ်ပြောင်းလဲသွားတယ်။ crude oil တွေကကဘာမြေကြီးရဲ့အောက်ခြေမှာလှောင်ကိုင်းတစ်ခုလိုတည်ရှိတာမဟုတ်ပဲ crude oil ဖြစ်ပေါ်တဲ့မြေလွှာတွေကကြောက်လွှာတွေအတွင်းမှာခိုးအောင်နေကြတယ်။ crude oil မှာအဓိကအဖြစ်ဟိုက်ဒရိုဂျင်နဲ့ကာဗွန်ပေါင်းစပ်ထားတဲ့ဟိုက်ဒရိုကာဗွန်စက်တန်းတွေအများကြီးပါဝင်တယ်။ဟိုက်ဒရိုကာဗွန်စက်တန်းအရှိတွေပါဝင်တဲ့ crude oil ကပိုပြီးတော့ပြည့်ပြီးဟိုက်ဒရိုကာဗွန်စက်တန်းအတူတွေပါဝင်တဲ့ crude oil ကတော့ကျဲတယ်။ crude oil ထဲမှာဟိုက်ဒရိုဂျင်နဲ့ကာဗွန်အပြင်နိုက်ထရိုဂျင်အောက်ဆီဂျင်ဆာလဖာအနည်းငယ်လည်းပါဝင်တယ်။ဆာလဖာပါဝင်မှုများတဲ့ crude oil ကတန့်စင်ရတာခက်ခဲပြီးတော့ဆာလဖာပါဝင်မှုနည်းတဲ့ crude oil ကတန့်စင်ရတာပိုပြီးတော့လွယ်တယ်။အဲဒါကြောင့်ဆာလဖာများများပါဝင်တဲ့ crude oil ကို sour crude oil လို့ခေါ်ပြီးဆာလဖာအနည်းငယ်ပါဝင်တဲ့ crude oil ကိုတော့ sweet crude oil လို့ခေါ်တယ်။ကြောက်လွှာတွေထဲမှာကဲရောက်နေတဲ့ crude oil ကိုထုတ်ယူဖို့အတွက် drilling rig ဆိုတဲ့စက်တွေနဲ့ pump jet ဆိုတဲ့စက်တွေကိုအသုံးပြုတယ်။ Drill, baby, drill. drilling rig စက်တွေကိုကဘာမြေကြီးရဲ့အလွှာတွေကိုထိုးပေါက်ဖို့နဲ့ pump jet ဆိုတဲ့စက်တွေကိုတော့ကြောက်အလွှာတွေက crude oil တွေကိုကဘာမြေပေါ်ထုတ်ယူဖို့အသုံးပြုတယ်။ထုတ်လာတဲ့ crude oil CI တွေကိုကျွန်တော်လက်ရှိအသုံးပြုနေတဲ့ gasoline, kerosene နဲ့ diesel စတဲ့အရာတွေပြုလုပ်ဖို့အတွက် fractional distillation ဆိုတဲ့ဖြစ်ပြန်အသုံးပြုတယ်။ fractional distillation ဆိုတာက crude oil ထဲမှာပါဝင်တဲ့ hydrocarbon စက်တန်းအတူအရှိရဲ့ boiling point ကိုလိုက်ပြီးခွဲခြမ်းစိတ်ဖြာတာကိုဆိုလိုတယ်။ fractional column ထဲမှာဆိုရင်အပေါ်ဘက်ကအပူချိန်နည်းပြီးအောက်ဘက်မှာတော့အပူချိန်များတယ်။ hydrocarbon compound တွေကိုခွဲခြမ်းစိတ်ဖြာဖို့အတွက် crude oil တွေကိုဓာတ်ငွေအဖြစ်ပြောင်းအောင်အရင်ဆုံးအပူပေးတယ်။ column ရဲ့အပူချိန်ကိုလိုက်ပြီးဓာတ်ငွေတွေကအောက်ကနေအထက်ကိုမြင့်တက်သွားမှာဖြစ်တယ်။ဓာတ်ငွေတွေက column တစ်လျှောက်မြင့်တက်လာပြီးသူတို့ရဲ့ boiling point အသက်ဆိုင်ရာ column အပူချိန်အောက်ကိုကျရောက်လာပဲဆိုရင်အငွေ့ရနေအရေးအဖြစ်ပြန်လည်ပြောင်းလဲသွားမှာဖြစ်တယ်။ဒီလိုဖြစ်စဉ်မျိုးနဲ့ crude oil မှာပါဝင်တဲ့ hydrocarbon compound တွေကိုအမျိုးအစားခွဲပြပြီး gasoline, kerosene နဲ့ diesel စတဲ့လောင်စာအမျိုးအစား၈မျိုးထုတ်လုပ်ကြတယ်။